အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Nicky ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့တာမန်အလုပ်တွေနဲ့မတူတဲ့ရေတန်းပိုးတဲ့အလုပ်ကိုကျွန်တော်ဒီနေ့လုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ရေတန်းပိုးနေစဉ်အတွင်းမှာပဲဘလို့အခက်အခဲတွေတွေ့မလဲဘလို့အရာမျိုးတွေကိုကျွန်တော်ကြော်ဖြတ်မလဲဆိုတာဒီဗီဒီယိုလေးကိုသွားကြည့်လိုက်အောင် let's go ဘာလို့နဲ့ငါတော့မှဒီနေ့ရေတန်းပိုးရမယ့်အလုပ်ကိုစတင်လုပ်ရပြီပဲအာစီကျွန်တော်ရေပိုးရမယ့်အိမ်ရောက်ပြီလားအာစီအေးဟုတ်တယ်မင်းရေပိုးရမယ့်အိမ်ကတော့ဒီအိမ်ပဲဒီအိမ်လားဟိုးရှိကအလံကိုကြည့်ရသလောက်တော့ခုရောက်ရှိနေတာကတော့ဖိလစ်ပင်းနိုင်ငံဖြစ်ဖို့များတာပေါ့နော်အဲ့တော့ဒီနေ့မှာတာမန်နဲ့မတူတဲ့ကျွန်တော်ရေတန်းပို့တဲ့အလုပ်ကိုဒီမှာကျွန်တော်ရဲ့အာစီနဲ့ကျွန်တော်လိုက်လုပ်နေပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အာစီပေါ့နော်โอเคဆိုတော့ကျွန်တော်အီးနှိပ်ပြီးတော့ကားပေါ်ဆင်းလိုက်မယ်ဒါကတော့ကျွန်တော်ရေတန်းပို့ရမယ့်အိမ်ပေါ့နော်ဖိလစ်ပင်းနိုင်ငံဖြစ်ပါတယ်ရာသီဥတုကြည့်ရတာလုံးဝလှပနေတာပဲတကယ်တို့မြန်မာပြည်ရောက်သွားသလိုခံစားရပါတော့နော်ဒါကတော့ကျွန်တော်နဲ့ကျွန်တော်ဆရာရဲ့ရေတန်းပို့တဲ့ကားဖြစ်ပါတယ်ဆရာကျွန်တော်ရေကဘယ်လိုပို့ရမှာလဲဆရာအေးကားနောက်မှာမင်းရေတက်နှစ်ဘူးယူသွားလိုက်ပြီးအိမ်ထဲကိုသွားထည့်ပြီးလို့ရှိရင်ပတ်စံယူခဲ့ဒါပဲမင်းလောကလွယ်လွယ်လေးဟုတ်ပြီအာစီโอเคဒါဆိုလို့ရှိရင်ကျွန်တော်အာစီပြောတဲ့အတိုင်းရေတန်းတဘူးထမ်းသွားလိုက်မှာပေါ့နော်ငါဘွားတော်မှ YouTuber ဘွားကနေဘာလို့နဲ့ရေတန်းပို့ရတဲ့ဘွားရောက်နေဟဲ့ရေတန်းလာပို့တာပါခင်ဗျာโอเคကျွန်တော်တကားဖွင့်လိုက်မယ်ဟုတ်တာဘလူးတော့အိမ်ပိုင်ရှင်လားမသိဘူးကျွန်တော်အိမ်ပိုင်ရှင်နဲ့စကားပြောအောင်ခွန်မာတီနီဖွေဆောင်း TV လောသူပြောတာကျွန်တော်တို့ဗီယိုလာတာကျွန်တော် TV ပြင်ဖို့လာပေါ့နော်မဟုတ်လေငါရေတန်ဘူးထမ်းတာမမြင်ဘူးဒါကြတော့1 quart နားဒီမှာကျွန်တော်ထားမယ်โอเคတပုံးရပြီကျွန်တော်နောက်ထပ်တပုံးသွားယူလိုက်အောင်မယ်အာစီကျွန်တော်ရေထည့်ထားလိုက်ပြီနော်အေးအမနောက်တပုံးယူသွားလိုက်ကျွန်တော်တို့ဖိလစ်ပင်းနိုင်ငံကလုံးဝနော်နေထိုင်တဲ့ပုံစံရတွတ်စင်ဒီမှာအိမ်ထဲမှာလဲဘာတွေလဲတော့မသိဘူးเนาะဒီမှာဘဒူးပုံတွေလည်းမသိโอเคကိုနဲ့မဆိုင်အဲ့တော့ကျွန်တော်ရေထားလိုက်မယ်โอเคရေကနှစ်ဘူးပြည့်သွားပြီအဲ့တော့ကျွန်တော်အိမ်ပိုင်ရှင်ရေကပတ်စံတောင်းလိုက်မယ်အဲ့ဒီကျွန်တော်မှရေတန်းနှစ်ဘူးလဲထည့်ပြီးဆိုတော့ကျွန်တော်ရေဘူးလေးပေးပါအောင်ဟုတ်ခွန်မာတီနီဖွေးဆောင် TV လားနင်ဒီယိုလာတာ TV ပြင်ဖို့လားမဟုတ်ဘူးလို့ဒီ TV ပြတ်နေလို့လားရကျွန်တော်ပြင်ပေးမယ်လေအန်ဒီ TV ကကြိုးလည်းမပါဘူးအန်ဒီဘလို့ကြီးလေโอเคကျွန်တော် TV ပိတ်ခဲ့ပေးလိုက်မယ်ဗောနော်အန်ဒီwhat the fuck ကြောက်စရာ TV ပိတ်ပတ်စံတော့မတောင်းတော့ဘူးထားလိုက်ပါတော့ဒီအိမ်ကိုတော့ရေတန်းပို့လို့ပြီးပြီဗောနော်နောက်ထပ်အိမ်တွေသွားပို့ဖို့တဲ့ကျွန်တော်တို့ကားပေါ်တက်မယ်အာစီဖိလစ်ပင်းနိုင်ငံကကျွန်တော်အခုမှရောက်ဘူးလားနည်းနည်းတော့ตายရတယ်အာစီရေကျွန်တော်ဒီမှာနေကောင်းမလားလို့အေးမင်းနေချင်းနေဗောအားလည်းမင်းခေါ်ထားလို့ရတာပဲဟုတ်ပြီဆိုတော့အာစီအရှိမကားနော်အာစီသတိတာအသီးပါတယ်ကွာမဆရာကြီးမလုပ်ပါနဲ့ရေဘူးလို့တွေကနောက်မှရှိတယ်တဲ့မြန်သွားတဲ့ငါဒီနေ့တနေ့ကိုမအားဘူးတဲ့ဆိုတော့ဘဲကြီးကနည်းနည်းဖြဲတဲ့ site ပေါ့နော်အေးဘောငါရေပို့သမားဆိုတော့လေတီးခံမှာပေါ့မင်းတို့ခစ်ဆိုတော့လှုပ်ထားအောင်ပေါ့ငါရေပို့လို့ချမ်းသာတဲ့တနေ့ကြမှာဟုတ်လားโอเคဒီမှာကျွန်တော်ရေတန်း3ဘူးကိုထားရမှာပေါ့โอเคရေတန်း3ဘူးတဘူးရသွားပြီနောက်ထပ်2ဘူးသွားယူရမယ်အာစီကျွန်တော်တဘူးတော့ထိပ်ပိုင်းနောက်2ဘူးယူလိုက်မယ်နော်အေးမြန်တော့မင်းကစကားများတယ်ကွာမိုးကချုပ်တော့မယ်အေးပါငါမိမလည်းစောက်နေပြီဟာရေကအခုဒီမှာတဘူးထားပြီးသွားပြီနောက်ထပ်2ဘူးရေတန့်ပို့ရတဲ့ဘွားကလည်းမောလိုက်တာကွာထမ်းရတာတာမန်ဂိမ်းနေလို့မဟုတ်ဟေးတိမ်ဝင်တိမ်ထွက်ငါဘွားကြီးကရေတန့်ပို့ရတာတကယ်မလွယ်တဲ့ဘွားပါလားဒါကတော့နောက်ဆုံးပုံပဲဖြစ်ပါတယ်ကဲထည့်လိုက်မယ်ရော့ဒီအိမ်အတွက်မရှင်ပြီးသွားပြီကဲအဲ့တော့ငါလစ်ပြီကြောက်စရာကောင်းတယ်ကြောတောင်ချမ်းတယ်အာစီ3ပုံလုံးပြီးသွားပြီအာစီကျွန်တော်ဘာဆက်လုပ်ရမလဲအေးကောင်းတော့တက်ခဲ့တော့အရှိမနောက်အိမ်ပို့အောင်မယ်လာခဲ့လားအာစီကျွန်တော်တို့မိုးလေးချုံနေပြီဆိုတော့မနှက်ပြန်မှာပို့လို့မရလားအာစီမရဘူးခဒီမှာရေမာရတဲ့သူတွေအများကြီးပဲအာစီနည်းနည်းမိုးတော့ချုပ်နေပြီနော်အာစီကျွန်တော်နည်းနည်းကြောချမ်းလာပြီမြို့လည်းမဟုတ်အာစီရွာလိုဘာလိုနဲ့ဟိုမှာကျွန်တော်ရေသွားပို့ရမယ်အိမ်ပေါ့နော်အာစီဒါဆိုကျွန်တော်ရေနှစ်ပုံသွားပို့လိုက်တော့မယ်နော်ဟုတ်ပြီကျွန်တော်အာစီလည်းပြောပြီးသွားပြီဆိုတော့ကဲလာရေလာပို့တာပါခင်ဗျာခွေးကကြိုက်တက်လားမသိဘူးအိမ်ကအန်ဒီကျွန်တော်သူ့နဲ့စကားပြောကြည့်အောင်အိမ်ကနည်းနည်းရှုပ်ပွားနေတဲ့အတွက်တောင်းပန်ပါတယ်ပေါ့နော်โอเคရပါတယ်အန်ဒီရပါတယ်ကျွန်တော်ကရေတန်းပို့သမားပေါ့နော်ကျွန်တော်ရတယ်ဘာမှဖြစ်ဘူးကျွန်တော်လောက်ကကျွန်တော်ရေတန်းပို့ပြီးသွားရင်အိမ်ပြန်မယ်ဒါပဲတောလူရွာလူနေရာလေးပေါ့တကယ်မိုက်ပါတယ်ကျွန်တော်အဲ့လိုနေရာတွေမှာအပြင်မှာလဲတကယ်နေချင်တာပေါ့နော်ကဲနှစ်ပုံပြည့်သွားပြီအဲ့ဒီကျွန်တော်သွားလိုက်အောင်မယ်နော်လာကျွန်တော်နောက်ထပ်အိမ်ထပ်ပို့အောင်ရေဘူးတွေကလည်းဒီမှာကားနောက်မှာအများကြီးကြံသေးတယ်ကဲအာစီရေသွားရအောင်မင်းရေပို့တာလဲပို့မြန်လောက်ဟာသူများအိမ်ကြီးလိုက်ချောင်းမကြီးနေနဲ့သူများကြိုက်မှမသိမကြိုက်မှမသိကြားလားဟုတ်ကဲ့ပါအာစီရေကျွန်တော်လဲဒီမှာဖိလစ်ပင်းနိုင်ငံရောက်တော့နည်းနည်းဆက်စုကြည့်တာပါကဲရှင်းမနောက်တိတ်များလိုက်တာဟေးငါအာစီကတော့ငါ့ကိုဒီနေ့ရှယ်မောင်းတာပဲဒီအိမ်လေးကတော့မစိုးဘူးเนาะနည်းနည်းတိုက်ကလေးလိုဘာလေးလိုနဲ့ဆိုတော့ပို့ရမှာရေက4ဘုံပေါ့เนาะရေလာပို့တာပါခင်ဗျဘွားဦးလေးဝင်လာမယ်เนาะငါရေမာရတာကြာနေပြီရေအောင်တော်စာနေပြီမြန်လို့ဟုတ်ကဲ့ရေမာရတာတော်ကြာနေပေါ့เนาะဒါကျွန်တော်တို့ဆရာတပည့်2ယောက်လမ်းမှာနည်းနည်းအာယုံနောက်နေလို့ပေါ့เนาะโอเคဒီမှာတပုံးထားရမယ်ပြီးလို့ရှိရင်နောက်ထပ်3ဘုံကြံသေးတယ်မြန်သွားမယ်ဟေ့မိုးကလည်းချုပ်တော့မယ်ငါတို့အခုရောက်နေတာကလည်းရွာလိုဘာလိုတိမ်ရလည်းအဝေးကြီးပဲဟာဟိုကောင်မရောက်ပါအရင်
အင်ဂျင်ကျွန်တော်ဒီမှာနောက်တဲ့ရေ3ပုံးကြံသေးရနော်အင်ဂျင်တော့ကိုလောက်မှာပေါ့နော်ကဲဒီမှာ2ပုံးထားလိုက်ပြီဒီဘက်မှာကျွန်တော်2ပုံးထပ်ထည့်အောင်မှာပေါ့နော်ဘုံလွတ်အိမ်ပိုင်ရှင်ကတော့ဘယ်နာရောက်သွားလဲမသိဘူးကြောကတော့နည်းနည်းချမ်းစရာပဲဒီဂိမ်းကငါတာမန်ရေပို့တဲ့ဂိမ်းလိုပဲထင်တာလေမင်းတို့ဂိမ်းပုံစံကဟော်တာဂိမ်းလိုဘာလိုအာစီရဲ့တပုံးပဲကြံတော့ရနော်ကျွန်တော်ယူသွားလိုက်တော့မယ်ဟုတ်ပြီမြန်လို့ဟုတ်သွားပြီအာစီကျွန်တော်ပတ်စံမရတော့အာစီ तू ပတ်စံလည်းမပေးဘယ်လိုလုပ်မလဲစကားများတယ်ကွာတက်လာတော့နောက်နေ့မှပေါင်းလေရရသွားနေဟုတ်ပြီအာစီအခုဆိုရင်တော့ကျွန်တော်တို့ဆရာတပည့်2ယောက်ရေပို့တဲ့ခကြီးစဉ်ကတော်တော်လေးအလုပ်ပြစ်နေပြီပေါ့နော်ဒါဈေးဆိုင်လားမသိဘူးဒီဆိုင်ဟောပို့အောင်မလားအာစီဒီဆိုင်ဟောပါတာလားဟုတ်တယ်ပါတယ်တော့ဆင်းဖို့မြန်လို့ဒီကတော့ကျွန်တော်တို့2ဘုံပို့ရမှာပေါ့နော်ဘယ်တဲ့ပို့ရမလဲမသိနေရာအရင်သွားကြည့်လိုက်အောင်ဒီအိမ်ကတော့နည်းနည်းလမ်းမေးနဲ့နီးတော့ကျွန်တော်တို့ပို့ရတာလွယ်တာပေါ့နော်တချို့အိမ်နေကြဟိုအထဲထိဝင်ရတာအဆင်မပြေဘူးရေတံပိုးလေးပေးပါအောင်ခင်ဗျာမင်းရေတန်းပို့တာတော်တော်ကြားတယ်ကွာတခြားဝန်ထမ်းတွေဆိုမြန်ဆန်လိုက်တာမင်းဘာလဲရစ်ချီနေရလဲအာစီရဲ့ကျွန်တော်လည်းအိမ်နေလိုက်ကြည့်တာပါဆိုနေမှကျွန်တော်ဒီနိုင်ငံတစ်ခါမှမရောက်ဘူးလေဒီမှာကျွန်တော်နောက်ထပ်တအိမ်ရောက်ပြီပေါ့နော်ပို့လိုက်ရတဲ့အပို့ဟေးတည်တော့မှာရေလာပို့တာပါခင်ဗျာအိမ်ထဲဝင်လာမယ်နော်ဟုတ်ပြီကျွန်တော်တို့ခွင့်တောင်းပြီးသွားပြီပေါ့နော်ငိုနေရလားမသိဘူးဘာဖြစ်လို့ငိုနေရလဲမာကြီးဘာလို့ငိုနေရလဲယောက်ျားရိုက်လို့လားဟုတ်ဖြစ်နိုင်တယ်ဒီမှာသူ့ယောက်ျားမူးပြီးတော့ရိုက်လို့နေမှာပေါ့ဒီနားမှာလည်းအရက်ပလင်းနေထားတာပေါ့နော်အဲ့တော့မူးပြီးရိုက်တာမဟုတ်ရင်ဘာဖြစ်မှာလဲဟုတ်တယ်မလားကဲသူတို့လင်မယားကိစ္စကိုကျွန်တော်တို့ဝင်မရှုပ်တာပဲကောင်းတာပေါ့နော်ကဲကိုကိစ္စလည်းပြီးပြီဆိုတော့လစ်မယ်ကဲနောက်ထပ်တအိမ်ကိုကျွန်တော်တို့ဆရာတပည့်2ယောက်လစ်မှာဖြစ်ပါတယ်ဒီအိမ်လားအာစီဘေးအိမ်လေအာစီငါလည်းတိကျတော့မသိဘူးမင်းကြည့်တာပို့လိုက်တော့ဟိငါအာစီရတယ်လှုပ်ချလိုက်ပြန်ပြီရေပို့စားလာတာပဲအိုသေးတော့မယ်လာပို့တာပါဘယ်သူရှိလဲဒီနောက်အိမ်လားမသိဘူးဘယ်နှဘုံးလဲ4ဘုံးဟုတ်ပြီငါသိကျင်တာဒီကိန်းကငါ့ကိုဘယ်တော့မှအိမ်ပေးပြန်มาလဲမသိဘူးနောက်ဆုံးတစ်ဘုံးပဲအာစီကျွန်တော်အိမ်ကိုပြန်ပို့ပြီးလို့မရတော့လားအာစီကျွန်တော်တော်တော်မောလာပြီအခုကျွန်တော်ရေတန်းနေထမ်းနေရတယ်အားလုံးပေါင်းဘယ်နှဘုံးလောက်ရှိနေ10ဘုံး10ဘုံးလောက်ရှိနေတော့အာစီရလေလှုပ်ကြိုးစားသားမှာကွာလူငယ်ပြီးရေတန်းလာပို့တာပါခင်ဗျာဒါတော့သူတို့ဖျားเจ้าတက်နေရပါတော့ဟုတ်အာစီကျွန်တော်စမ်းမပို့ရင်တော့လက်အောင်တို့ဆရာတပည့်ညောင်လက်အောင်လေအာစီထဲမှာမီးလောင်နေတယ်အာစီပို့လို့အဆင်ပြေပါမလားဒါမဲ့အလုတ်ကအလုတ်ပဲလျောက်တယ်မလားငိုးမအာစီကားပေါ်မှာထိုင်ပြီးတော့ငါ့ကိုခိုင်းနေတာခိုင်းတိပြီဒီကိန်းကနောက်ဆုံးတော့ဟော်ရာဂိမ်းပဲဟုတ်တယ်ငါကြောက်ရမှာမေ့ရေပို့ပြီးနော်ဟုတ်ကဲ့ကျွန်တော်ရေပို့သွားပြီကျွန်တော်လစ်တော့မယ်ကျွန်တော်6တာကျွန်တော်မကြောက်မိတဲ့အတွက်လည်းတောင်းပန်ပါတယ်အာစီကိုမယ်အာစီကျွန်တော်အာစီကတော့မှားနေပြီပေါ့နော်ကျွန်တော်မဆက်စုဖို့အတွက်ကျွန်တော်ကလည်းမွေးရပါဗီဇာဆက်စုကျင်တာပေါ့နော်ကိုပုလေးရေဘယ်နာထားရမှာကိုပုလေးကိုပုလေးကပြောတာတော့သူ့ဖေမေကအနောက်ကကျွန်တော်စိုက်ပျိုးရေးမှာရှိနေရပေါ့နော်သူ့ကိုဒီမှာအိမ်ဆောက်ခိုင်းထားတာပေါ့ဦးလေးကျွန်တော်ကိုမိမကိုတတ်လိုက်တာလားဦးလေးမလုပ်ပါနဲ့ငါနဲ့မဆိုင်ဒါငါနဲ့မဆိုင်ငါရေပို့တမအာစီကမှလူတယောက်သူတနတ်နဲ့ပြစ်တက်လိုက်ပြီအာစီဘယ်လိုလုပ်ရမလဲဘာမှယူဆိုင်မနေနဲ့ကိုရေကိုပို့ပြန်တော့ကဲငိုးမအာစီလူတယောက်လုံးသိတာတော့ငါ့ရေပို့ခိုင်းနေသေးတယ်နည်းနည်းဆက်စုကြည့်မယ်လေဟုတ်တယ်မလားမောင်နီကီတို့မြည်ဒီမှာမဆက်စုရရင်မနေနိုင်ဘူးအန်ဒီမလုံးနဲ့အန်ဒီကိုဘယ်လိုကဲရောက်ဒီဂိမ်းကနောက်ဆုံးတော့ဟော်ရာဂိမ်းပဲဟာငါတာမယ်ရေပို့တဲ့ဂိမ်းလို့ထင်နေတာကဲဆိုတော့ဒီနေ့ရဲ့ဗီဒီယိုကတော့တော့ပါခင်ဗျာဒီဂိမ်းကိုနောက်ထပ်ဆက်ကြည့်ခြင်းနဲ့ဒါမှမဟုတ်ဆက်စောစီခြင်းနဲ့ဆိုလို့ရှိရင်အောက်က comment မှာမှတ်ခဲ့ပါဗီဒီယိုကိုအဆုံးထိကြည့်ခဲ့ပြီးတဲ့တယောက်ချင်းနေတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်အာစီမောင်တော့အာစီအကဟုတ်က